Shalom ရရှင်ကောင်းကြီးပေးပါစေကျမတို့ရဲ့ဝိညာဉ်တွေပေါ့နော်အကျိုးမဲ့အောင်မလုပ်ပဲနဲ့ကောင်းကျိုးရှိစေတဲ့အရာတွေကိုအများစိုက်ပျိုးထားဖို့လိုအပ်ပါတယ်ပေါ့နော်ဆိုတော့ယနေ့မှာကျမတို့ဝိညာဉ်ကောင်းကြီးရှိစေဖို့ပဲအလုပ်လုပ်ကြရအောင်နော်ဆိုတော့လာမဲ့ထာဝရအတွက်ကိုယ့်ရဲ့ဝိညာဉ်အတွက်အလုပ်လုပ်ထားကြရအောင်ပေါ့နော်ဆိုတော့မားတဲ့အရာတွေကိုအကျိုးမရှိတဲ့အရာတွေကိုမလုပ်ဘဲနဲ့အကျိုးရှိတဲ့အရာတွေကိုပဲကျမတို့ယုံကြည်သူတွေအထူးသဖြင့်ကိုယ့်ရဲ့ဝိညာဉ်ကောင်းကြီးတွေကြိုတင်ပြီးတော့လှုပ်ဆောင်ဖို့ပြင်ဆင်ကြရအောင်လို့ခွန်အားပေးချင်ပါတယ်ဆိုတော့ဒီမနေ့လည်းဒီရှမတဲကိုလည်းဖတ်တယ်ပေါ့နော်ဆိုတော့ဆင်ချင်မိတဲ့အရာတွေအများကြီးရှိရဖြစ်တယ်ပေါ့နော်ဆိုတော့အရင်တော့ကကျမတို့ဒီနိုင်ငံမှာတော့ကောင်းပေါ့နော်ဟိုမှာအစဲတန်တာကိုမြင်တွေ့ရတာဖြစ်တယ်ပေါ့နော် Facebook line ပေါ်မှာတက်လာရင်လည်းဆဲအမျိုးဆဲတာဆိုတာပေါ့နော်မကောင်းတာပြောဆိုတာတွေအဲ့ဒါကိုမြင်တွေ့တဲ့အခါမှာဝိညာဉ်တော်ကတအားဝမ်းနေတာဖြစ်တယ်ဒါကြောင့်မလို့ယုံကြည်သူတွေကကျမတို့တယောက်မှမပါဖို့အရေးကြီးတယ်ပေါ့နော်ဆိုတော့ဒီနေ့ဘာလဲဆိုရှင်ဆဲဆိုထားတဲ့အရာတွေကအကျိုးဆက်တွေကဒီနိုင်ငံမှာတော့လည်းကောင်းပေါ့နော်ခံရတဲ့အရာတွေကိုမြင်တွေ့ရတာဖြစ်တယ်အရင်တော့ကဆဲဆိုထားတဲ့အရာတွေအဲ့ဒီအရာတွေကတခုမှမကောင်းဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်လို့ဆဲဆိုခဲ့တဲ့လူတွေရှိခဲ့တယ်ဆိုလို့ရှင်လည်းအမြန်ဆုံးဖျားရှင်ရှေ့မှာဝန်ချတောင်းပန်ဖို့အရေးကြီးတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့အဲ့ထက်မှာဆဲဆိုတဲ့အထက်မှာမပါဘူးပေါ့နော်မကောင်းတာလှုပ်ဆောင်တဲ့အရာတွေမပါဘူးဆိုလို့ရှိရင်အများအတွက်ဝန်ချတောင်းပန်ပေးဖို့အရေးကြီးတာဖြစ်တယ်ပေါ့နော်အများအတွက်ဝန်ချတောင်းပန်ပေးဖို့ဟာတကယ်ပဲအရေးကြီးတယ်ဖြစ်တယ်ဆိုတော့ဘုရားသခင်နဲ့တွာလာဖို့ကကျမတို့ရဲ့ဝိညာဉ်အသက်ရှင်ဖို့ကတကယ်ပဲနှုတ်ကပတ်တော်ရှိဖို့လိုအပ်တယ်နှုတ်ကပတ်တော်မရှိဘူးဆိုလို့ရှိရင်နှုတ်ကပတ်တော်ရဲ့ကောင်းကျိုးတွေကိုကျမတို့မသိဘူးဆိုလို့ရှိရင်ကျမတို့ကဆုံးရှုံးနေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်နှုတ်ကပတ်တော်ရဲ့ကောင်းကျိုးတွေကိုကျမတို့အမြဲတမ်းနှလုံးသွင်းပြီးမှယူဆောင်တဲ့အသက်ရှင်တဲ့လူဖြစ်ဖို့ဟာတကယ်ပဲရည်ကြည်တယ်ဆိုတာပေါ့နော်စင်ချင်မိတယ်ဖြစ်တယ်ဆိုတော့ယနေ့အများစုတွေကျမတို့ပြန်ပြီးတော့ဝန်ချတောင်းပန်ပေးရအောင်ပေါ့နော်ကိုစားပြုတ်ပြီးမှဝန်ချတောင်းပန်ပေးဖို့လိုအပ်တယ်ဖြစ်တယ်ဆိုတော့ဒီနှုတ်ကပတ်တော်ကိုဆင်ခြင်တဲ့အခါမှာပေါ့နော်ဆိုတော့သခင်ရှုပြောထားတဲ့အရာတွေကဘာလဲဆိုလို့ရှိရင်ယေရှုကတဲ့ဒီရှမတဲထဲမှာပေါ့နော်စနစ်ထဲမှာပြောထားတာဖြစ်တယ်25ထဲမှာယေရှုကထိုတူတို့ရဲ့စိတ်ကိုတည်တော်မူသည်ဖြစ်၍တဲ့တိုင်းနိုင်ငံမိတီကတဲ့မိမိနဲ့မတင်ကွဲပြားရင်ပျက်စီးခြင်းတို့ရောက်လိမ့်မည်တဲ့ဆိုတော့နိုင်ငံပဲဖြစ်စေပေါ့နော်ဆိုတော့တင်းမြတ်ရှိဖို့လိုအပ်တယ်ဖြစ်တယ်ပေါ့နော်တင်းမြတ်ရှိဖို့လိုအပ်တယ်ဒါဘုရားသခင်ကပြောထားတဲ့ကျမ်းစာတော်များကတတိပေးထားတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့တင်းမြတ်ခြင်းကတအားရေးကြီးတယ်ဖြစ်တယ်ပေါ့နော်တင်းမြတ်ခြင်းအရေးကြီးတယ်ဖြစ်တယ်ဆိုတော့အဲ့ဒီတင်းမြတ်ခြင်းဖြစ်အောင်ကအများကဆုတောင်းပေး
ဖို့ဟာအရေးကြီးတယ်ဖြစ်တယ်ပေါ့နော်တိုင်းနိုင်ငံမိတီကမိမိနဲ့မတင်ကွဲပြားနေပျက်စီးခြင်းတို့ရောက်လိမ့်မည်တဲ့ပြောထားတာဖြစ်တယ်ပေါ့နော်ဆိုတော့မြို့ရွာဖြစ်စေတဲ့အိမ်ဖြစ်စေတဲ့မြို့ရွာလည်းအချင်းချင်းတည်မြတ်ဖို့ဟာအရေးကြီးတယ်ဖြစ်တယ်နောက်ပြီးတော့ကိုယ့်ရဲ့မိသားစုတွေထဲမှာလည်းပေါ့နော်တည်မြတ်ဖို့ဟာအရေးကြီးတယ်ဖြစ်တယ်ယနေ့ကဖယားသခင်ကယေရှုခရစ်တော်ကိုကြွဆင်းလာတဲ့အရာကကျမတို့ရဲ့ဝိညာဉ်မကပဲနဲ့ပေါ့နော်ကျမတို့ရဲ့ခန္ဓာစက်ဝိညာဉ်၃ပါးလုံးလည်းကယ်တင်ပေးတယ်ကောင်းချီးပေးတဲ့ဖရားဖြစ်တယ်ပေါ့နော်ဆိုတော့မာနကတော့ကွဲပြားခြင်းလာတယ်အချင်းချင်းမတင်မြအောင်လာတာဖြစ်တယ်အချင်းချင်းကွဲပြားအောင်မကွဲပြားပဲနဲ့မနေလို့မရအောင်သူကကွဲပြားခြင်းနဲ့ထည့်ပေးတယ်လူရဲ့အသွေးခေါ်ထဲမှာထည့်ပေးတယ်လူရဲ့အကြံစီထဲမှာထည့်ပေးတယ်မိတိဟာပြောမိတိဟာလို့မိတိဟာကွဲပြားခြင်းကိုတိုက်တွန်းနေတာဖြစ်တယ်ဒါပေမဲ့လူကကိုယ်တိုင်မသိဘူးဖြစ်တယ်ပေါ့နော်အဲ့ဒီကွဲပြားခြင်းကအသွေးခေါ်ထဲမှာဝင်လာတယ်စိတ်နှလုံးသားထဲမှာဝင်လာတယ်အပြစ်ပြောခြင်းလာတယ်မကောင်းတာကြံစီလာတယ်ဆိုလို့ရှိရင်ဖယားသခင်စီကလာတဲ့အရာမဟုတ်ဘူးပေါ့နော်မာနစီကလာတဲ့အရာတွေကိုသိဖို့လိုအပ်တယ်ဒါကြောင့်မလို့ဖယားသခင်ကပြောတယ်ဖြစ်တယ်ပေါ့နော်မာနကိုစီးသားပါပေါ့နော်စီးသားပါဆိုတာကျမတို့ရဲ့မာနပြောတဲ့အရာတွေခိုင်းတဲ့အရာတွေအသုံးတော်မခံဘူးကြီးတယ်ခါလေးမသိတဲ့ခါမှာလေဟိုဘယ်လိုပြောမလဲဆိုတော့ကိုပါပေါ့နော်ဆိုတော့မယုံကြည်သူကဲတော့အဲ့လိုကွဲပြားစေတဲ့အရာမုန်းတီးစေတဲ့အရာတွေမကျေနပ်စေတဲ့အရာတွေကအချင်းချင်းမတင့်မြတ်စေတဲ့အရာတွေကမာနစီကလာတဲ့အရာတွေကကိုကယူထားတတ်တဲ့အရာတွေဖြစ်တယ်ကိုကတော့သုံးမိတဲ့အရာတွေဖြစ်တယ်အဲကြောင့်အဲ့ဒီအရာတွေကအကုန်ငင်းဆန်ဖယ်ရှားဖို့ရည်ကြည်တယ်ဖယားသခင်ကကျမတို့ကိုတင့်မြတ်ခြင်းကိုပေးတာဖြစ်တယ်ပေါ့နော်အချင်းချင်းချစ်ချင်းတင့်မြတ်ခြင်းကိုပေးတယ်အဲ့လိုဆိုလို့ရှိရင်ဒီလိုတင့်မြတ်ခြင်းဆုတောင်းပေးခြင်းသဘောထားအရာကောင်းတော့အတီးကိုတီးစေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့နိုင်ငံတွေလည်းအများကြီးကြိုးရှိစေတယ်ဖြစ်တယ်ကိုယ့်ရဲ့မြို့ရွာတွေလည်းအများကြီးကြိုးရှိစေတယ်ဖြစ်တယ်အဲကြောင့်ကိုယ့်ရဲ့အိမ်ထောင်မိသားစုကိုလည်းအကျိုးရှိစေတဲ့အရာတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့ကကွဲပြားခြင်းဝိညာဉ်တွေကိုလက်မခံထားဖို့ရည်ကြည်တယ်ဖြစ်တယ်ဟာလေလုယာကောင်းကြီးဖြစ်စေတဲ့စကားတွေကိုကျမတို့ဒီလောကမှာအသက်ရှင်စဉ်ခါမှာအများကြီးစိုက်ပျိုးထားဖို့လိုအပ်တယ်ကောင်းကြီးပေးဖို့လိုအပ်တယ်ဖြစ်တယ်ကျမတို့အထဲထဲမှာတခင်ယေရှုစိုးစံတဲ့လူကကောင်းကြီးပေးခြင်းတွေပဲဖြစ်တယ်ပေါ့နော်လူတစ်ပါးဒုက္ခရောက်ခြင်းကိုမလိုလားဘူးလူတစ်ပါးကွဲပြားခြင်းကိုမလိုလားဘူးလူတစ်ပါးအကြီးကျယ်ဒုက္ခရောက်တဲ့အရာတွေမလိုလားဘူးဖြစ်တယ်အမင်္ဂလာကိုမလိုလားဘူးဖြစ်တယ်ဘုရားသခင်ကောင်းကြီးပေးတဲ့အရာတွေကတကယ်ပဲစောက်ရှောက်တဲ့လူတွေပဲဖြစ်တယ်ဟာလေလုယာကျမတို့အားဖြင့်အများစုကကောင်းကြီးခံစားစေဖို့ဘုရားသခင်ကအလိုတော်ရှိတဲ့အရာတွေဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ပြောထွက်လာတဲ့အရာနှလုံးသားတွေကတွေးခေါ်လာတဲ့အရာအတွေးခေါ်ကနေတွေးခေါ်လာတဲ့အရာတွေကအားလုံးကောင်းကြီးရှိစေဖို့ပဲဖြစ်တယ်ဟာလေလုယာကျမတို့အားဖြင့်အများအတွက်ကိုတည်ဆောက်ပေးနေတာဖြစ်တယ်ဆိုတော့မကောင်းတဲ့အရာတွေကဖြိုဖျက်ပြီးမှကောင်းတဲ့အရာကိုပဲကျမတို့အထဲမှာပေါ့နော်အသက်ရှင်ပေးဖို့ကောင်းကြီးမင်္ဂလာဖြစ်စေဖို့ကျမတို့ဖခင်ရဲ့တာသမီတွေအားဖြင့်ရက်တည်စေတယ်ဟာလေလုယာဟာလေလုယာဖခင်သခင်ရဲ့ဘုန်းတော်ထင်ရှားစေဖို့ကျမတို့ကိုထားတဲ့အခါမှာကျမတို့ထားတဲ့အခါမှာကျမတို့အားဖြင့်အလင်းလေးမဲ့သူတွေဖြစ်တယ်ဟာလေလုယာအလင်းလေးမဲ့သူဆိုတော့သူများဘာဖြစ်နေတယ်ဆိုလို့ရှိရင်ကျမတို့လိုက်လုပ်ဖို့မဟုတ်ဘူးပေါ့နော်ကျမတို့လိုက်လုပ်ဖို့မဟုတ်ဘူးမကောင်းတဲ့အရာတွေလိုက်လုပ်ဖို့မဟုတ်ဘူးသူများတွေကွဲပြားခြင်းအဲ့ဒါလုပ်တဲ့အရာဆဲဆိုတဲ့အရာတွေမကောင်းတာပြုစားတဲ့အရာတွေမကောင်းတာကြံတဲ့အရာတွေကယုံကြည်သူထဲမှာ
အခွင့်မပေးဖို့ရည်ကြည်တယ်အဲ့ဒါတွေကကျွန်တော်တို့ရဲ့အမိုက်တွေပဲဖြစ်တယ်ရန်သူမာနကအမိုက်လာပေးတဲ့ခါမှာကျမတို့အကုန်ရှင်းထုတ်လို့ရတယ်ကျမတို့တွေးခေါ်ကျမတို့ကြည့်တဲ့အရာကျမတို့ပြောတဲ့အရာကျမတို့နားထောင်တဲ့အရာကျမတို့တွားလာတဲ့လှုပ်ဆောင်တဲ့အရာတွေကကောင်းကြီးဖြစ်စေတဲ့အရာပဲကျမတို့လှုပ်ဆောင်ကြမှာဖြစ်တယ်ပေါ့နော်ဆိုတော့မကောင်းတဲ့စီးပွားရေးကစကျမတို့အကုန်ညှင်းဆန်ဖြစ်ရှာတယ်ဘာဖြစ်လို့ဆိုလို့ရှိရင်ကောင်းတဲ့အရာပဲလှုပ်ဆောင်မှာဖြစ်တယ်ပေါ့နော်မကောင်းတဲ့တွေးခေါ်ခြင်းမကောင်းတဲ့စားသုံးခြင်းတွေတောက်သုံးခြင်းအရာတွေကျမတို့အထက်ထဲမှာအုပ်ဆိုးခြင်းမပေးဖို့ဟာတအားကြီးတယ်ဖြစ်တယ်ဟာလေလုယာဆိုတော့ကျမတို့ပြောဆိုလာတဲ့စကားတွေကမပြောက်သွားဘူးနော်လေထုမှကြံခဲ့တဲ့အရာဖြစ်တယ်တရက်ကြရင်ဒီဖျားတခင်ကခေါ်ချင်းခံရတဲ့ခါမှာဆိုလို့ရှိရင်ကျမတို့ဒီလောကမှာပါလှုပ်ဆောင်ထားတယ်လေမူတာပြောထားတယ်လားလိမ်လည်လက်ဖျားချင်းလှုပ်ထားသလားအဲ့ဒါကမာနခိုင်းတဲ့အရာတွေဖြစ်တယ်ဒါကြောင့်လို့ဖျားတခင်ကကျမတို့ကိုတန့်ရှင်းခြင်းအသက်တာထဲမှာခေါ်ဆောင်ထားတာဖြစ်တယ်အလင်းလင်းဖို့သက်တာမှာခေါ်ဆောင်ထားတာဖြစ်တယ်ဝိညာဉ်တော်နဲ့ဖြည့်ချင်းခံရတဲ့လူကဖခင်ရဲ့ကောင်းမြတ်ခြင်းကိုပဲတက်တည်ခံတာဖြစ်တယ်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုတက်တည်မခံမနဲ့မနေနိုင်ဘူးဘာလဲဆိုလို့ရှိရင်ဖခင်ရဲ့ကောင်းမြတ်ခြင်းကငရေကနေလွတ်မြောက်စေပြီးတော့ထာဝရဘုရားပုံမှာဖခင်နဲ့ယေရှုခရစ်တော်ဘုရားနဲ့အတူစိုးစံရတဲ့ခွင့်ဘုရားရှင်ကပေးထားတဲ့ဖြစ်တယ်ဒါကြောင့်မလို့ဒီဝိညာဉ်နယ်ပယ်ထဲမှာပေါ့နော်မာနရှိတယ်တန်ရှင်သောဝိညာဉ်တော်ရှိတယ်အဲ့ဒီလေထုထဲမှာကျမတို့ပယ်ဟာကိုရွေးချယ်မလဲဖခင်ကိုရွေးချယ်တယ်ဆိုလို့ရှိရင်တန်ရှင်သောလေထုထဲမှာအသက်ရှင်ပြီးတော့ကောင်းတဲ့အရာကိုပဲပြောဆိုမယ်ကောင်းတဲ့အရာပဲလှုပ်ဆောင်မှာဖြစ်တယ်မကောင်းတဲ့အရာတွေကိုငြင်းဆန်ဖယ်ရှားမှာဖြစ်တယ်ဒီနေ့ကကျမတို့ထားတဲ့အခါမှာအများအတွက်ကောင်းကြီးဖြစ်စေဖို့ကျမတို့အားဖြင့်အလင်းလင်းစေဖို့ပဲထားရတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ရှိတဲ့နေရာတိုင်းမှာပေါ့နော်ဆိုတော့ကျမတို့အားဖြင့်ကျမတို့အားဖြင့်ကောင်းကြီးမင်္ဂလာခံစားစေဖို့ပဲဖြစ်တယ်ဆိုတော့ကျမတို့အားဖြင့်သူများမားတဲ့အရာတွေကိုလည်းကျမတို့ကလိုက်မမားပဲနဲ့သူတို့မားတဲ့အရာတွေကိုလည်းဝန်ချတောင်းပန်ခြင်းအဖြစ်ပေါ့နော်ကိုယ်စားပြုဝန်ချတောင်းပန်ခြင်းအဖြစ်ပြန်လည်ပြီးတော့ဝန်ချတောင်းပန်ပြီးဖို့လိုအပ်တယ်ဖြစ်တယ်ပေါ့နော်ဘယ်အရာပဲမာပေါ့နော်ဆိုတော့မာနကမားတဲ့အရာကိုပဲခိုင်းတယ်မကောင်းတဲ့သူစရိုက်တွေကိုပဲခိုင်းတယ်ဖြစ်တယ်မကောင်းတဲ့ကြံစီမှုတွေမကောင်းတာခိုးချင်းတက်ချင်းဖြစ်စီးချင်းတွေကသူဆက်သူချင်းတွေကအလုံးစုံတော့ကအဲ့ဒီအရင်မြစ်ကမာနစီကလာတဲ့အရာဖြစ်တယ်။ဒါကြောင့်မလို့ယေရှုခရစ်တော်ကမာနကိုပယ်ဖျက်ခြင်းလာတာဖြစ်တယ်။ဆိုတော့ဖခင်သခင်ရဲ့တာသမီတွေကဒီအရာတွေကိုပယ်ဖျက်ဖို့ပဲဖြစ်တယ်ပေါ့နော်။မကောင်းတဲ့အရာတွေလိုက်လှုပ်ဆောင်ဖို့မဟုတ်ဘဲနဲ့ဖခင်သခင်ပေးတဲ့အရာတွေကတည်မြတ်ခြင်းတွေပဲဖြစ်တယ်။ကောင်းကြီးတွေပေးထားတဲ့အရာတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဘုရားသခင်ရဲ့တာသမီတွေကဝိညာဉ်တော်နဲ့ပြည့်တဲ့ခါမှာပေါ့နော်တန်ရှင်တော်ဝိညာဉ်တော်ကဝိညာဉ်တော်နဲ့ပြည့်တဲ့ခါမှာအရာအားလုံးကတိဆောက်ပေးနေတယ်ဖြစ်တယ်ဆိုတော့ဘုရားစကားကိုပြောဆိုတတ်တယ်ဖြစ်တယ်ပေါ့နော်ဘုရားစကားပဲပြောဆိုမှဖြစ်တယ်ဇာတိစကားတွေမတိမြတ်တဲ့စကားတွေမကောင်းတဲ့စကားတွေကျမတို့ထဲမှာတယောက်မှယူမဆောင်လာဖို့ဟာတကယ်ပဲရည်ကြည်တယ်ဖြစ်တယ်ဆိုတော့ကျမ်းပိုက်ခါမှာပြောထားတဲ့အရာတွေအများကြီးရှိတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျမတို့တန်ရှင်တော်ဝိညာဉ်တော်ကိုစိတ်မနာစေဖို့ရည်ကြည်တယ်ကွဲပြားခြင်းတွေအရာတွေအားလုံးကျမတို့အသုံးတော်မခံဘူးဖြစ်တယ်ပေါ့နော်ကျမတို့အသုံးတော်မခံဘူးကျမတို့ရှိခြင်းအဖြစ်လူတွေအများကောင်းချီးခံစားစေဖို့ပဲကျမတို့သက်ရှင်ခြင်းဖြစ်တယ်ဆိုတော့ကျမ်းပိုက်ခါမှာလည်းပြောထားတဲ့အရာတွေကဘာလဲဆိုလို့ရှိရင်ဒီပိုက်ငယ်36မှာကငါဆိုဒီကားတဲ့လူတို့ဒီတဲ့အကျိုးမဲ့တော့စကားကိုပြောသမျှအတွဲတဲ့စကားကိုပြောသမျှအတွဲတရားဆုံးဖြတ်တော့နေနိုင်တဲ့စစ်ကြောခြင်းကိုခံရကြတာတဲ့အဲ့ဒီပြောထားတဲ့စကားတွေပေါ့နော်ဒီလောကမှာပြောထားတဲ့စကားတွေကတရစ်ကြရင်စစ်ကြောခြင်းခံရမှာဖြစ်တယ်ဆိုတော့တကယ်လို့မားသွားတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်လည်းပေါ့နော်စကားမားသွားတဲ့အရာတွေလူတိုင်းကမားတတ်တယ်
ဒါပေမဲ့အဲ့ဒီအရာကိုနောင်တရပြီးမှဝန်ချတောင်းပါမှဆုံးပြမှပြန်လဲပြီးတော့ပယ်ဖြတ်လိုက်ဖို့ရည်ကြည်တယ်ဖြစ်တယ်တင်းစကားများအဖြစ်တင်းဒီအပြစ်လို့လိုက်မည်တဲ့တင်းစကားများအဖြစ်တင်းဒီအပြစ်လို့လိုက်မည်ကျမတို့ကအပြစ်ကလွတ်ချင်းခံရတဲ့လူတွေဖြစ်တယ်ဆိုတော့ဒါရွေးအပြစ်လွတ်ချင်းတွေကကျမတို့ရဲ့စကားကအပြစ်လွတ်တဲ့စကားတွေဒီစောက်ပေးတဲ့အရာတွေဆိုလို့ရှိရင်ကျမတို့ကအပြစ်လွတ်ချင်းခံရတဲ့လူဖြစ်တယ်ဆိုတော့သူတစ်ပါးကိုပါလဲဆိုလို့ရှိရင်မကောင်းတာပဲကြံတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဝိညာဉ်ကချုံအောင်ချင်းခံရတဲ့ဝိညာဉ်ဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီအရာကနေလွတ်မြောက်စေဖို့ကဘုရားသခင်လူရှိတယ်ဖြစ်တယ်ဒီနေ့မှာချုံအောင်ချင်းခံရတဲ့ဝိညာဉ်တွေကိုလည်းကျမတို့ကအတီးတီးပါလဲဆိုလို့ရှိရင်သူတို့အတွက်ကိုယ်စားပြုမှဝန်ချတောင်းမှပြန်လဲလွတ်မြောက်စေဖို့လည်းဆူတောင်းပေးဖို့လိုအပ်တယ်လို့အသက်ရှင်တဲ့နှုတ်ကပတ်တော်ကိုလည်းပြန်လဲကြားသိစေဖို့ဟာဘုရားသခင်ကလိုရှိတဲ့အရာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ရှိတဲ့နေရာတီးတီးမှာပေါ့နော်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုတာ၍ထုတ်ဖော်ကြအောင်ပေါ့နော်ဆိုတော့ဘုရားသခင်ကလူတွေကိုဒီစောက်ပေးဖို့လာတာဖြစ်တယ်ဆိုတော့ကျမတို့မကောင်းတဲ့အရာတွေကိုအားလုံးဖယ်ရှားဖို့ဖြစ်တယ်တော့မဟုတ်တဲ့တင်းစကားများအဖြစ်အပြစ်စင်ခြင်းခံရလိမ့်မည်လို့ပြောထားတဲ့အရာတွေဒါကြောင့်မလို့ကျမတို့မကောင်းတဲ့စကားတွေပြောထားတဲ့အရာတွေကစင်ချင်းမခံဖို့ကယနေ့အချိန်မှာလူတိုင်းကနောင်တရပြီးမှဖျားရှိရှိမှဝန်ချတောင်းမှမှာပေါ့နော်ကောင်းတဲ့စကားတွေကောင်းတော့အသွေးခေါ်တွေကောင်းတော့လှုပ်ဆောင်ခြင်းတွေကောင်းတော့အရာတွေကိုပဲကျမတို့တာ၍လှုပ်ဆောင်ကြအောင်ဝိညာဉ်အတီးတွေဖြစ်စေဖို့အရေးကြီးတယ်ဖြစ်တယ်ဝိညာဉ်အတီးတီးဖို့လိုအပ်တယ်ဖြစ်တယ်ဆိုတော့မကောင်းတာလှုပ်ထားတဲ့အရာကပုတ်ပြက်ခြင်းတည်နာနေဖြစ်တယ်ဒါကြောင့်လို့ကောင်းတဲ့အရာတွေကိုကျမတို့ဒီလောကကြီးမှာအသက်ရှင်တဲ့အခါမှာအများကြီးဝိညာဉ်နဲ့ပဲထဲမှာစိုက်ပျိုးထားဖို့လိုအပ်တယ်ကျမတို့အားဖြင့်ဘုရားသခင်ကသုံးတော်ခံတဲ့အခါမှာတာ၍ကျမတို့အားဖြင့်ကောင်းချီးရှိစေဖို့ဟာအရေးကြီးတယ်ဖြစ်တယ်ဟာလေလုယာရှလုံးအရှင်သူကောင်းချီးပေးပါစေ